security lock လို့ခေါ်တယ်ကျွန်တော် game ထဲမှာ mobile legend game ထဲမှာရက်စောက်ရတာမျိုးတွေဟိုကျွန်တော် Gmail ပြောင်းလို့လည်းမရသေးဘူး password ချိန်လို့လည်းမရသေးဘူးဘာကြောင့်လဲ security lock ခံတယ်လို့ security lock ဆိုတာကျွန်တော်တို့ဒီ account center ကိုနှိပ်မယ်ပြီးလို့ရှိရင်ဒုတိယချက်ကကျွန်တော်တို့နှိပ်လိုက်ပြီဆိုလို့ရှိရင်အဲ့အောက်နားလေးမှာ security lock ခံလို့ရှိရင် account protection ဆိုတာလေးရှိ account protection ဆိုတဲ့ဟာလေးကရှိနေဆိုလို့ရှိရင်ဒါ security lock ခံနေတာအဲ့ဒါကိုပိတ်လို့လည်းရတယ်တော့ဖွင့်လို့လည်းရတယ်အဲ့ဒီကြောင့်ပြောပြပေးမယ် mobile legend game ထဲမှာ security lock ရက်စောက်ရတဲ့ဟာမျိုးပြီးရင်ကျွန်တော်လက်ဆောင်တွေပါတယ် gift တွေပေးတာတို့ပြီးလို့ရှိရင် squad win squad ထွက်တာတို့ squad win တော့ပြဿနာမရှိ squad ထွက်တာတို့ပြီး Gmail မို့လို့ Gmail ချိန်တာမို့တော့ရဲ့ password ချိန်တာအဲ့ဒါမျိုးတွေဆိုလို့ရှိရင်ဒီငေါတစ်ခုကျွန်တော်တို့ဇာဝယ်လိုက်တယ်ဆိုပါတော့ bro ကနေပြီးတော့ကျွန်တော်ဇာဝယ်လိုက်တယ် bro တစ်ခုခုနှိမ့်လိုက်တယ်ဆို security lock ပေါ်သွားမယ်ပေါ်သွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့စောက်တင်လားမစောက်တင်လားဆိုတော့ပြောပြပေးမယ်ကျွန်တော်တို့အစဘက်ကိုပြန်သွားလိုက်ရအောင်ကျွန်တော်ဝယ်တဲ့ owner ကျွန်တော်တို့ဝယ်တဲ့ owner ပေါ့ကျွန်တော်တို့ဝယ်တဲ့ owner ဆိုတာသူတို့ကကျွန်တော်မှလည်းရောက်တယ်လည်းရောက်တော့ကျွန်တော်တို့ကြဝယ်ပေးလိုက်တယ်ဝယ်ပေးလိုက်တော့သူတို့စီမှာ security lock မခံဘူးသူတို့က trust certified ဖြစ်နေတဲ့အတွက်သူတို့ဒီ security lock မခံအဲ့တော့ကျွန်တော် Gmail ချိန်လိုက်ကျွန်တော်ဒီမှာမခံသေးဘူးအဲ့ဒါနဲ့စင် bro လိုမျိုး player လေးတွေပေါ့နော် player ကြောင်းစရာဝယ်တဲ့သူတွေစီကို bro ဝယ်လိုက်ဝယ်ပြီးတော့ကျွန်တော် Gmail ချိန်တဲ့ဟာဒါမှမဟုတ် password ချိန်တဲ့ဟာနှိမ့်လိုက်ရက်30ဆိုပေါ်လာလိမ့်အဲ့လိုမျိုးရက်30ပေါ်လာတဲ့ခါကျလို့ရှိရင် bro ကကျွန်တော်တို့လာပြောတယ် bro ရက်ခံသွားပြီဒါလည်းကျွန်တော်ပိတ်ပြီးပါကျွန်တော်ကကူညီတောင်းပြီးတော့ player အဟောင်းစီအရင် owner စီပြန်သွားတယ်ပြန်သွားပြီးတော့ကျွန်တော်ပိတ်ပြီးပါကျွန်တော်ကူညီပြန်တောင်းတယ် bro ကပိတ်ပေးလိုက်တယ်ဒါပိတ်ပေးလိုက် bro စီရောက်သွားတယ်အဲ့တော့ bro မှာပိတ်သွားတယ် bro Gmail ပဲချိန်လို့ရပါပြီဒါပေမဲ့ तू ကတစ်ခါသားပဲရတယ်တစ်ခါသားပဲရတယ်ဘယ်လိုတစ်ခါသားလဲဆိုလို့ရှိရင် bro ကနေဖုန်းပြောင်းတာဖြစ်ဖြစ်နော်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ bro account ထဲကိုဒီ bro တငယ်ချင်းတွေပေးဆော့တာဖြစ်ဖြစ်ပေးဆော့တယ်ပေါ့နော်ပေးဆော့တာဖြစ်ဖြစ်အဲကြလို့ရှိရင်ဒီ security lock ပြန်ခံသွားလိုက်မယ်ဒါလို့ဆို bro phone first time ဟိုဘက်ကပိတ်ပြီးလို့ bro ကရသွားတာအဲ့တော့ကျွန်တော်ကြံပြုချင်တဲ့အကြောင်းရင်းကဘာလဲဆိုလို့ရှိရင် security lock ရက်30အတိခံတယ်ဆိုလို့ရှိရင်မပိတ်ခိုင်းနဲ့ပြည့်အောင်ဆောက်လိုက်ဘာလို့ပြည့်အောင်ဆောက်ခိုင်းလဲဆိုလို့ရှိရင် bro phone trust device ဖြစ်အောင်ကျွန်တော်ပြောပြပေးနေရတယ်ဟုတ်တယ်ဟလား bro phone trust device ဖြစ်လို့ရှိရင် bro တငယ်ချင်းတွေပဲဝင်လာဖြစ်ဖြစ်ဘလို့ဖြစ်ဖြစ် ECC ပဲပြောတာမရှိမိတ်ပြန်လိုက်ပါ okay စားတာအဲ့တော့ကျွန်တော်တို့ security lock ကိုမပိတ်ခိုင်းနဲ့နားလည်လားတကယ်လို့ bro phone က trust device ဖြစ်သွားဆိုလို့ရှိရင် bro ကနေ Gmail change နေတာဖြစ်ဖြစ်နောက်အရှိရအကြိုက်လုပ်လို့ရတယ်ဘယ်လိုပြောနေမျိုးပြောနေလဲဆိုတော့ bro ပြန်ရောက်လာဖြစ်ဖြစ် bro ကနေပြီးတော့ဒီမြောက်ပေးဆော့ချင်တာဖြစ်ဖြစ် bro trust device ဖြစ်သွားတယ် bro ဒီမြောက်ဖုန်းကိုစိုက်အောင်ချထုတ်လိုက်လို့ရတယ်ကစ်ထုတ်လိုက်ရအကောက်တွေကစ်ထုတ်လိုက်နားလည်အောင်ပြောကစ်ထုတ်လိုက်လို့လည်းရတယ်လွယ်သွားပြီပြီးသွားပြီအဲ့လိုကျွန်တော်ပြောတဲ့တန်တွေကအဲ့လိုဒီဘက်မှာခံသွားလိုက်ပြီးဒီုံတော့တပြောလိုက်ပိတ်သွားပိတ်ကန်လိုက်ပြီးမပြန်ခံသွားလိုက်ဟုတ်ပဲအောင်လာလဲညုံညင်လာလိုက်မယ်ညီတောင်းဆိုတစ်ခေါက်လောက်ပဲကောင်းတယ်အဲ့တော့ဆယ်ပြီးလောက်ခံနေဘာပြဿနာမရှိဘူးရက်ပြောင်းဆောက်ပြလိုက်တစ်ခါပဲဆောက်ရမယ်တစ်ခါပဲအဲ့နောက်ခုရှိသေးတာနှစ်ခါခံတာဆိုရှိနှစ်ခါခံတာဆိုတာနှစ်အောင်နာဆင့်တာဘလို့နှစ်အောင်နာဆင့်တယ်ဆိုလို့ရှိရင်ဒီအောင်နာမှာကကျွန်တော်တို့ဝင်လိုက်ပြီကျွန်တော်တို့လက်ထဲမှာမခံသေးဘူးပထမအောင်နာဝင်သွားတယ်သူကအောင်နာ1ပေါ့သူကငွေလိုလို့ကျွန်တော်ဒီမှာလာပြီးတော့ပြန်သွင်းသွားတယ်10ရက်လောက်နဲ့ပြန်သွင်းသွားတယ်သူ့မှာစာဝေးလောက်ခံတယ်10ရက်ဆိုတော့ရက်20ကျန်တယ်နော်အဲ့ရက်20ကိုကျွန်တော်ပြန်တင်အောင်လိုက်တယ်မယ်ဒါပေမဲ့ကျွန်တော်တို့ကအကုန်လုံးစစ်တယ်အကုန်လုံးလောက်လာရှင်းသွားပြီးမှကျွန်တော်ရောင်းပြီးတော့ပြဿနာမရှိဘူးအဲ့တော့ကျွန်တော်စစ်နေတဲ့အချိန်မှာsorry ကျွန်တော်ကယူလိုက်ပြီးပြန်တင်အောင်လိုက်ပြီးတော့အမှရက်20ကျန်တော့အရင်တခြားအောင်နာတရားပြန်ဝင်တယ်အဲ့မှာရက်20ကိုသူလဲစောက်ရတယ်ပြီးလို့ရှိရင်နောက်ပြီးတော့နောက်ထပ်အတစ်တလပါသူပြန်စောက်ရတယ်အဲ့ဒါနှစ်ခါပြန်တော့လို့ခေါ်တယ်ဒါပေမဲ့ပြဿနာရှိတာလို့ပြောရင်ပြဿနာမရှိဘူးဗျအဲ့ဒါဘာမှပြဿနာမရှိဘာကြောင့်ပြဿနာမရှိဘူးလဲဆိုပြီးတော့ကျွန်တော်ပြန်တွေးလိုက်တဲ့ခါကျတော့ကျွန်တော်တရားဝင်ရှိနေဗျာအားမခင်ဗျ100လုံးပေးထားတယ်ဂိမ်းအားစီပိုင်းရှိမေးပိုင်းနှစ်မျိုးသုံးအာဆီယံမက်ခက်ပေးတာလက်ရှာကြည့်ရဲထုတ်မှာပဲရှိတယ်ဟုတ်လားရဲထုတ်ကောင်တော့စင်မြန်လုပ်နေတယ်ရဲတို့ကကျုံးတယ်ပေါ့โอเคစားရပါကျွန်တော်မက်ခံပေးထားတာပြဿနာမရှိဘူးဒါပေမဲ့ bro သိထားမှချက်တစ်ခုရှိပါတယ်ဘာလဲဆိုလို့ရှိရင်ကျွန်တော်အကောက်ကိုတက်လက်ကင်ပဲဖြစ်နေချင်တယ် Gmail ကစီမံအာမခံရင်လို့ကျင်းတော့တက်လက်ကင်ပဲဖြစ်နေချင်ဟို bro ဝင် bro တောင်မစော့ bro တငယ်ချင်းတွေမှာပေးဆော့ချင်တယ်လားပေးဆော့ Gmail မပေး Gmail တွေကကိုပိုင်ပဲတင်ထားပါ Gmail ကို grind ပဲထားတာပါကို grind ပဲတိပါဘယ်သူမှရှောက်မပြောပါနဲ့နော်အဲ့ဒါလေးပဲကျွန်တော်မှာချင်တယ်ပြီး diamond free ရတာတို့ skin free ပေးတာပေါ့ရှောက်မလုံးနဲ့အကောက်ပါတော့မှာပေါ့ဟုတ်တယ်လားမလုံးရဘူး
အဲ့လိုမျိုးတွေကကိုယ့်ရဲ့နှမျောစရာကြီးဟုတ်တော့အကောင့်တစ်ခုကပတ်စံလေးဝယ်ရအရင်နှမျောမကောင်းတော့အဲ့တော့ကဘရိုကဒီချာလေးအားလေးကို safety လေးဖြစ်အောင်ထိန်းထားရင်အဆင်ပြေကြအဲ့တော့ကျွန်တော်ပေးချင်တဲ့ message ကစောက်ပြီးလောက်ခံလို့ရှိရင်စောက်ပြီးလိုက်တစ်ခါပဲစောက်ရမယ်တစ်လပဲဗျာအမှန်လည်းခံပြီးထားကျွန်တော်ကြီးအမှန်ခံပြီးတာရဲထွေအမှန်ခံပြီးတာ easy ပဲဟုတ်လားပြောလိုက်နော်မဒီလိုအမှန်ခံကြဖြေးွားရှိစစ်လာရှိရဆိုပြီးတကယ်ကြီးကြွားပြအကုန်အစင်ကြီးသေးရမယ်ဟုတ်ပြီလားအဲ့တော့ကဒါလေးပဲသိစေချင်လို့နော်နောက်ဗီဒီယိုတွေမှာကျွန်တော်ဗာမျိုးတွေပြောပြမလဲဆိုတော့ဘရိုစောက်ကြည့်ပြီအားလုံးပဲ follow လုပ်ထားလိုက်ကျွန်တော်ရဲ့ channel ကျွန်တော် channel နှစ်ခုရှိမယ် PVG တစ်ခုရှိမယ် One Legend တစ်ခုရှိမယ် channel နှစ်ခုရှိမယ်ပြီးရင် Facebook ကလည်းနှစ်ခုရှိတယ် Mobile Legend အတွက်ဆိုလို့ရှိရင် Yetro 2မှာရှိတယ်နောက်တစ်ခုက PVG အတွက်ကို Yetro 3ရှိတယ်ဒီစစ်စစ်ကြိုက်တဲ့ကောက်မလိုက်အောင်လို့ရတယ် reply ကြာတာမျိုးဆိုတော့တီးခံပြီးတော့ခဏတော့စောက်ပြီပါဗျာကျွန်တော်အားရနေအကုန်လုံးစတင်ပြတယ်အားလုံးကျေးဇူးတင်ပါတယ်